င်္ဂလာပါယနေ့မှာဒီနေ့ကြည့်ပေးမယ်နော်။ဘာလေးပြမလဲလို့အခြေရေးတွေတဲ့အခြေရေးတွေအရန်ကန်ကောင်းတယ် single တွေ RS ထဲဝင်မယ်ပြီးတော့အိမ်အောင်ရေးတွေမှာအိမ်အောင်ရေးရှိတဲ့လူတွေကလေငွေရေးကြေးလက်လာပါရန်နာပစ္စည်းလေးဝင်မယ်ပြီးတော့အချစ်ခံရမယ်အချစ်ခံရတာလေအခု single တွေကလည်းsingle ရောအိမ်အောင်ရောအခြေရေးအကုန်ရောပြောလိုက်မယ်အကုန်နားထောင်လိုက်တော့နော်အခြေရေးမှာရမယ်ဆိုတာလေအခြေရေးရမှာဘလို့လဲဆိုတော့ကိုယ့်ကိုကတနာယူတဲ့စိတ်ကတော့လူတိုင်းကတော့ရှိတာပေါ့လေဒါပေမဲ့ဒီမှာကျနည်းနည်းလေးညီမလေးလိုကလေးလိုအဲ့လိုချစ်ခံရမယ်ခံစားချက်မျိုးအဲ့လိုမျိုးအပြေးဝရမယ်ပုံစံမျိုးเนาะတနာယူတဲ့ဟာကြီးပဲအဲ့လောက်ကြီးခက်ကအိုက်ခက်ဖြစ်နေအောင်အခုကိုရမယ် relationship ကအဲ့လိုမျိုးမဟုတ်ကိုကလေးလိုဂယူးဆိုင်ခြင်းနဲ့အဲ့လိုမျိုးကြွေးခြင်းနဲ့မွေးခြင်းနဲ့စေတနာရှိတယ်အဲ့လိုမျိုးပေါ့เนาะပြီးတော့လာမဲ့လူကလည်းလေဟိုလိုအဆင့်မရှိအတန်းမရှိမဟုတ်သူကအဲ့လိုခရာပေါ့เนาะကိုအိမ်မှာပဲဖြစ်ဖြစ်လုပ်ငန်းမှာပဲဖြစ်ဖြစ်ခရာဖြစ်တဲ့လူပေါ်လာလိမ့်မယ်အိမ်အောင်ကြကိန်းရှိရယ်နော်အိမ်အောင်ကြကိန်းရှိရယ်ပြီးရခါကျတော့အိမ်အောင်ကြကိန်းရှိရယ်ကိုနေမကောင်းဖြစ်အကြီးကျယ်ယောဂဖြစ်နေမကောင်းပြီးတော့ဘယ်လိုပြောမလဲစိတ်တက်ကြစိတ်ခွန်အားကြနေတော့မှလေကိုဂယူးဒီဇိုင်းနဲ့ရှိပေးမဲ့လူအဲ့လိုကိုတခုခုဖုန်းနိုင်နေလဲဟဲဘာကြည့်ညာတော့တခုတော့ရှိရယ်ကိုကတော့ပလေးလို့တော့မရအောင်เนาะဘာလို့ဆို तू ကအတီဆိုတော့လေကိုကပလေးလို့တော့မရဘူးအတီဖြစ်လိမ့်မယ်ဟိုဘက်ကလည်းအတီကိုလည်းချစ်မယ်ဖူးဖူးမုတ်ဖူးဖူးမုတ်အချစ်မျိုးရမယ်အခြေရရန်ကန်ကောင်းတယ်ဒီ12လပိုင်းကြည့်ရတာကန်နဲ့အကုန်တက်မယ်ထင်တယ်ဒီလာပြည့်ဂျမနိုင်းလာပြည့်ပြီးတော့လေပြီးတော့အရန်ကိုဟိုပါလေဒင်နာအရန်ကောင်းမွန်တဲ့ဒင်နာနှစ်ဖက်လုံးကယောက်ျားလေးရောမိန်းကလေးရောအဆင်ပြေပြီးလုပ်ငန်းကိုင်ငန်းအဆင်ပြေလို့လားအဲ့လိုမျိုးကိုလိုချင်တဲ့ target လေးတစ်ခုပြည့်သွားလို့လားဒါမှမဟုတ်အရန်ချစ်ခင်နေတဲ့လူမလို့လားယထာအော်နဲ့လန့်သွားဘလို့အရန်ချစ်ခင်နေဆိုဘလို့ပြောမလဲကြီးရွယ်ထားတာကြံရွယ်ထားတာဆူတောင်းပြေးလို့ဆူတောင်းပြေးလို့အဲ့လိုမျိုးဆိုအရန်ကောင်းတဲ့ဒင်နာလေးစားတာတို့အရန်ကောင်းတဲ့ဒင်နာစား dating လေးအရန်ကောင်းတယ်ဒီ12လပိုင်းကလေအရှိမအိမ်အောင်ကြခဲ့တဲ့လူတွေရောရီးစားမရှိခဲ့တဲ့လူတွေကတော့ဒီလပိုင်းကိုရီးစားကိုရမှာအရန်ကောင်းတဲ့လူအရှိမတော့ relationship စလာတဲ့လူတွေအိမ်အောင်ကြပြီးခဲ့တဲ့လူတွေကဒီ12လပိုင်းမှာပို့ပြီးတော့တစ်ဆင့်မြင့်ပြီး update ဖြစ်တယ်ပေါ့နော်ပို့ပြီးအချက်ခံရမယ်ကိုကလည်းချက်မယ်သူ့အကောင်းမြင်လာမယ်အဆိုးတွေမမြင်တော့ဘူးသူကလည်းကို့အဆိုးမမြင်တော့ဘူးအဲ့လိုလေးရှိရယ်ဒီနေ့အရန်ကိုရိုးတယ်ပေါ့နော်နည်းနည်းရိုးတဲ့အတွေ့တွေများမယ်သူကလည်းကိုမျက်နှာမသားမရဖြစ်နေပြီဆိုရင်လေပျော်အောင်ဘာလုပ်ပေးရမလဲပဲကိုပြဿနာရဲ့ကိုမှားလားမှန်လားမမေးတော့ဘူးစိတ်လည်းမဝင်စားတော့ကိုပျော်အောင်ဘာလုပ်ပေးရမလဲအဲ့လိုကိုကလည်းနည်းနည်းလေးဒီလောက်ဖြစ်ရင်လဲကိုကလည်းအချွဲဒီလောက်ပြောတာအကြီးပြောတာဒီလောက်ဆိုဒီလောက်ပြောတာပြောတဲ့ခါကျပြောတယ်မျက်နှာအမူအရလှုပ်ပြတယ် तू ကချစ်မှန်းသိတော့ကိုကလည်းစိုးပြတယ်အဲ့လိုမျိုးလေးတွေ့ရနော်ကောင်းပါတယ်နှစ်ယောက်ခီးတွေပါထွက်တာလည်းတွေ့တယ်ခီးတွေထွက်ရမယ်သူကလေ energy ကိုအရန်ကောင်းတယ်ဒီနေ့ကenergy ကိုအရန်ကောင်းတာရင်းနဲ့ကက်လေးလာနင်းစီပန်းလေးနော်အဲ့ဒါ energy ကိုကကောင်းတယ်ပြီးတော့လေအဲ့လိုဂျားလူတွေအဆောင်ရှောက်လည်းကောင်းတယ်ပြောလိုက်အောင်မယ်အခုနှစ်ယောက်ရဲ့အဆောင်ရှောက်အရန်ကိုကီးကိုက်တဲ့အဆောင်ရှောက်ဟိုဘက်ရောဒီဘက်ရောကီးကိုက်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဘေးလူရဲ့အနှောက်အယှက်တွေရှိရင်တောင်မှဘေးလူရဲ့အနှောက်အယှက်ရှိနေတောင်မှတော်ုံတန်အနှောက်အယှက်မဝင်နိုင်ဘူးအတင်းပြောတာလောက်ဂျားစကားတွေလောက်ကတော့ဒီနှစ်ယောက်ကမတိုးဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရဲကြောက်တော့တန်ရောစင်ကျိုးကတော့ခိုင်းတယ်အဲ့လိုလာမထိနဲ့ပေါ့ကောင်မလေးလည်းကောင်းလေးမထိနဲ့ကောင်းလေးလည်းမထိနဲ့သူတို့ဟာထိချင်ထိမယ်သူတို့ထိချင်ထိမယ်သူများတွေတော့လာမထိနဲ့အဲ့လိုမျိုးစကားတော့ကြောက်ကစားများတယ်နော်ချစ်တာဂယူးဆိုင်တာရှိရဲကြောက်ကစားရှိရဲပြီးတော့နောက်တစ်ခုဒီမှာမြင်တာကတော့အိမ်အောင်ကွဲတဲ့အရာတွေ X တွေပေါ့နော်ပြတ်သွားတဲ့လူရဲ့ energy ဒါတက်နော်ဒါတက်ခုနဟာရိုးတဲ့အတွဲတွေအိမ်အောင်ကြီးတွေကပြီးသွားပြီဒါတက်ကြဘလို့လဲဆိုတော့relationship ပြတ်ထားတဲ့လူတွေအိမ်အောင်ကွဲထားတဲ့လူတွေကိုကလွမ်းနေ X ကိုပြန်လိုချင်တဲ့လူတွေ X energy စစ်မယ်နော် X မှာပါတယ်ဒါကကြ ခုနကကြ relationship နဲ့အိမ်အောင်တဲ့ situationship ထဲမှာသွားနေတဲ့ဟာတွေခုနပြီးသွားပြီဒါကကြ X energy
X energy ကပြန် okay လိမ့်မယ်သိလားဒါပေမဲ့လေရနက်တော့မကြိုက်ဘူးဆိုတော့ကိုလေအတူတူ H ချင်လို့ဒါမှမဟုတ်ရင်လေကိုစီကတခုခုလိုချင်လို့ပတ်စံလိုချင်လို့အဲ့လိုပုံစံမျိုးနဲ့ပဲပတ်သက်ရင်းနဲ့မှာ तू ကပြန်ပြီး fall in love မှာအဲ့ရှေ့မှာကိုခံရမှာပြန်ပတ်သက်ပြီးတော့ကိုယ့်ဘော तू ကဒီကိစ္စကြောင့် तू ကိုစီပြန်လာမှာပြန်လာပြီးတော့မှကိုကနေတတ်ထိုင်တတ်သွားတဲ့အချိန်မှာ तू ကကိုပြန် fall in love သွားမှာသိလား तू ကလေလဲတာတပတ်မပြည့်ဘူးအဲ့လိုပုံစံမျိုးဖြစ်မှာအဲ့တော့ဒီ X energy ကအဲ့ချိန်အဲ့လိုအချိန်မျိုးကိုအဲ့လိုအချိန်နေမျိုးဖြစ်သွားကိုကောင်းကောင်း control လုပ်နိုင် तू နဲ့ကို connection တော့မိတယ် connection မိပြီးသားသူနဲ့မိပြီးသားဘယ်နှလားကြာပြက်ကိုပြန်လိုချင်တဲ့လူကအဲ့လိုပုံစံလာမှာ X day နော် X day ကိုပြန်လိုချင်တဲ့လူတွေကမကောင်းခဲ့တဲ့လူနေကောင်းခဲ့တဲ့လူနေပြတ်သွားပြီးအိမ်အောင်ကွဲသွားပြီးပြန်လာတော့ကိုယ့်စီကလိုချင်လို့တခုခုလိုချင်လို့လောဘစိတ်နဲ့ကိုနဲ့တူတူနေချင်တာဖြစ်ဒါမှမဟုတ်ပတ်စံလိုချင်တာဖြစ်ပစ္စည်းပြန်လိုချင်တာဖြစ်ပြန်လာမှာပြန်လာရင်းနဲ့မှသူဟာသူ control မလုပ်နိုင်ပဲလဲတာလိုဘာလိုနဲ့ကိုယ်ပြန်ပြီး fall in love သွားမှာအဲ့အခြေအနေမျိုးအဲ့ရဲ့နောက်ပိုင်းဆိုရင်တော့အဆင်ပြေနိုင်တယ် X ကပြန်တွဲလို့ရတယ်ပြန်ပြီးတော့အိမ်ထောင်ကွဲထားရဆိုလည်းပြန်ယူလို့ရတယ်အဲ့ရှေ့ပိုင်းမှာတော့4လလောက်ကတော့ပြန်လာတာဒီရနက်ဟောတာじゃ timeless reading เนาะနားထောင်တာနေအချိန်စပြီးတော့4လအတွင်းတော့တော်ကိုတီးခံရမှာအဲ့လိုမျိုးဒုတ်တပြက်ဓာတ်တပြက်တွေပြဿနာတက်ပြီးသွားပြီဒါပြီးခဲ့ပြီတက်ပြီးသွားပြီအဲ့လိုမျိုးပေါ့နော်ဒီနေ့ကဘလို့ပဲနေ connection ရော energy ရောဘာတွေရောအကုန်ကောင်းတယ်အယူစိတ် X နဲ့ကိုကလေနှစ်အောင်လုံးအယူစိတ်တယ်ဖြစ်ချင်တာဖြစ်လှုပ်ချင်တာလှုပ်ခဲ့တယ်စိုးချင်တယ်လို့စိုးခဲ့တယ်အတူတူစိုးခဲ့အတူတူလှုပ်ခဲ့အတူတူမိုက်ခဲ့ပြီးတော့မှနှစ်ယောက်ကမညီကြတော့မှအဲ့လိုမျိုးဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့မပြီးသေးဘူး X ပြန်လို့ခြင်းတဲ့လူတွေပြန်လာမှာပြန်လို့ခြင်းတဲ့လူကပြန်လာမှာမဟုတ်ပြန်ကိုလာမှာပြန်လာတဲ့ဟာကိုကနှစ်ခုပေါ့နော်ညင်းမှာလားဒါမှမဟုတ်ကတွဲမှာလားတွဲမယ်ဆိုရင်ချက်ချင်းချစ်တယ်တွဲမယ်လာမှာမဟုတ်နော်ကိုစီကတော့ယူအောင်မှာကိုအနိုင်ကျင့်တာတွေဇွတ်လောက်တာတွေဘာညာအဲ့လိုမျိုးလေးလုပ်အောင်မှာပြီးကြတော့မှ तू fall in love တော့မှတကယ်နဲ့ तू fall in love ပြီးသား तू မတိစိတ်ကလိုချင်တဲ့စိတ်ပဲရှိတယ်ဆိုပြီး तू ရဲ့တိတဲ့စိတ်ကလာဒါပေမဲ့ तू မတိစိတ်ကကိုချစ်နေပြီးသားအရင်ကချစ်တယ်ခုလည်းချစ်တယ် तू မပြတ်နိုင်ဘူးအဲ့လိုမျိုးရှိပါတယ်ဒီနေ့တော့ relationship တွေရောအကုန်လုံးကောင်းတယ်နော်အကုန်လုံးကောင်းပါတယ်ရနက်ဒီကက်လေးရန်သဘောကျတာပဲအဲ့လေးတွေးပါတယ်အဲ့တော့ဒီနေ့အိမ်အောင်ရဲ့အခြေရေး X အကုန်ကောင်းတယ်နော် X ကတော့တေချာနားလဲတယ်မလားရနက်ပြောတာအဲ့လေးရှိရယ်ပြီးတော့ဒီမှာရနက်ဖုန်းကတ်လေးလေဖုန်းကတ်ရနက်အမြဲတော့မရအောင်ဒီနေ့လက်ဆောင်ပေးမှာနက်ကတ်ပေါ့နော်ကျန်တဲ့ဟာတွေ online shopping လုပ်တဲ့လူတွေရဲ့အိမ်အောင်ရေးရယ်ပြီးတော့လူကြီးမိဘတွေကိုယ့်ရဲ့မိဘတွေအလုံးမလုံးတော့တဲ့မိဘတွေเนาะမိဘတွေကိုကျမ်းမာရေးနဲ့အဆောင်ရှောင်းနဲ့အေးချမ်းချမ်းနဲ့အဲ့လိုပေါ့အမြဲတမ်း negative thinking တို့ negative ပြောနေတဲ့လူကြီးတွေဆိုရင်ပေးကင်တဲ့နဲ့အဲ့လူကြီးတွေအတွက်ရနက်အဲ့ဟာတွေပဲရှိရပေါ့เนาะကျန်တဲ့ဟာတွေကတော့မှားရမယ်เนาะအိမ်အောင်ရေးကတ်တွေများတယ်အိမ်အောင်ရေးကတ်ရှိရ online shopping လုပ်တာဈေးရောင်းကောင်းတာပြောတာပြီးတာစမ်းပွင့်တာအဲ့ဒါအဓိကတော့လူကြီးတွေကိုရောင်းမေးချင်တာလူကြီးတွေဒီနှစ်ပိုင်းဒီ12လနဲ့နောက်2026နည်းနည်းလေး view ဆိုင်ရမှာမို့လို့လေအပြောဆိုတွေကြောင့်အဲ့ကြောင့်မလို့လုပ်ပေးတာပါလို့ကျေးဇူးအများကြီးတင်ပါတယ်တတာ